မလိုင်းတော့ကျွန်တော်မကြွေးပါလမ်းကပကဆိုင်မကြည့်မှာပါလမ်းရှိပကဆိုင်တော့မကြည့်ပါဘူးဟုတ်တယ်နော်နှမျိုးတဲ့အစီရတက်စီရင်ဘာစီရောဟောပြတဲ့နဲ့ပဲစီပြန်လဲမပြန်နေဘူးဒါတွေကကျန်းနေတယ်ဆိုတော့ဒါပညာရှိတွေကျန်းနေတာဟုတ်တယ်စုံနေကဝေးရပြန်ကုန်ပြီတမ်းပြီးတော့မကောင်းပြောတာကြည့်ပြန်တဲ့လူမကောင်းပြောမှာပဲပြန်ကုန်ပြီကောဒါမှဒီပရိသတ်ကတော့တော်တော်နဲ့ပြန်မှာမဟုတ်ပါဘူးဟုတ်တယ်နော်ဟာရအလားတရားလည်းမျောနေပြီတော်ပြီအေးလို့ပြောလဲမနေ့ကမှဓာတ်ပုံတော့ရအောင်တော့ငါရိုက်ခုရိုက်ခုငါရိုက်ခုငါနေရကောင်မာနာကြည့်ရတယ်ဒီချာနွမ်းတယ်မနေ့ကရုံးမေးဟုတ်တယ်ဆိုပေးမယ်နော်ကျွန်တော်တို့ကဆိုင်းပွဲတွေထွက်လာတာဒီလားတလားတော့အိမ်ထဲပြန်အောင်အိမ်ထဲမပြန်တော့အိမ်ကအမေကိုလည်းလွမ်းနေအိမ်ကအမေကိုလည်းလွမ်းတယ်မတ်တက်မှာရှိတဲ့အမေတွေကိုလည်းခုံပြတဲ့အနေနဲ့ကျွန်တော်ဆုံးမဲ့တခြင်းတွေကမေမေပြီးရင်ပြီးတာပဲဆိုတဲ့တခြင်းအဲ့ဒါရွာရတဲ့ချင်းကြီးအမေကရွာပါဘူးကိုယ်ကစမယ်နော်โอเคရှင်နေချာအလွမ်းနဲ့ဆိုပါပြီခင်ဗျာပြောလို့လည်းမဟုတ်ပါပြောစရာလည်းနေမရှိပါရှင်ဒီချားတဲ့ဘဝတွေပါအချိန်ချင်းကြားရည်နိုင်အောင်တုတ်ပြီးကျူးစားနေတာပြန်ချင်လို့ပါဖြစ်ဖြစ်ပြန်ချင်လို့ပါမိမိညီလေးကိုလည်းလွယ်နေရှင်နေမှာမလေးကိုလေးလဲပြန်ကြည့်လိုက်တာရည်တွေဝင်အရင်လည်းတားတို့ရွာကိုဝဲမိသားစုနဲ့အဝေးမှာနေကြရတဲ့သူတွေအားလုံးအတွက်ရည်တွေချအလွန်ပါနိုင်ငံရဲ့ချားမှာဘဝကြီးပြောလို့လည်းမဟုတ်ပါပြောစရာလည်းရည်ရရှိပါရှင်ပြင်းချတဲ့ဘဝတွေပါအချိန်ချင်းကြားရည်နိုင်အောင်တောက်ပြီးကျူးစားနေတာပြန်ချင်လို့ပါဖြစ်ဖြစ်ပြန်ချင်လို့ပါမိမိရဲ့